အားလုံးပဲမင်္ဂလာပါဒီနေ့စိတ်ဝင်စားဖွယ်ရှင်းလင်းတင်ပြချက်လေးကနေထူဆိုပါတယ်ဒီနေ့မှာတော့ resources file ထဲမှာပါတဲ့အချက်လက်အကြောင်းအရာတွေကိုတစ်ခုမကြံအခြေခံပြီးကောင်းကင်နဲ့မြေကြီးတထားတဲ့ကြက်နေသလားလို့ထင်မှတ်ရလောက်အောင်အမခံမြင့်မလာတဲ့ကဘာပေါ်ကနေရာတွေစီကိုကျွန်တော်တို့အတူတူစိတ်ကူးနဲ့ခီးထွက်ကြမှာဖြစ်ပါတယ်ဒီလိုအစောအစမရှိကျဲပြောလာတဲ့ကောင်းကင်ကြီးကိုမော့ကြည့်ရင်တိမ်တိုက်တွေကိုလက်နဲ့လမ်းကင်လို့များရနိုင်မလားလို့တွေးဦးကြလားတကယ်ရောအဲ့လိုကင်လို့ရနိုင်တဲ့နေရာမျိုးရှိနိုင်မှာမလားဆိုတာစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုပါပဲကဲဆက်ပြီးလေ့လာကြည့်လိုက်ကြအောင်ပထမဆုံးအနေနဲ့မြေကြီးနဲ့ကောင်းကင်ထိစပ်နေတဲ့နေရာတွေအကြောင်းစပြောကြရအောင်တိကျတဲ့အကြိုက်ပဲကဘာမြေပေါ်မှာကောင်းကင်နဲ့မြေကြီးရဲ့နေမြစ်ကိုခွဲခြားရခက်လောက်အောင်ထိစပ်နေတယ်လို့ခန်းစားရတဲ့နေရာတွေတကယ်ကိုရှိနေပါတယ်ဒါကအလိုမြင်မလုံးနဲ့ပထဝီရဲ့အနေအထားကြောင့်ဖြစ်နိုင်တယ်လို့မျက်စိနဲ့စားမှုလို့ခေါ်တဲ့အမခန့်အမြင်အာယုန်ကြီးကြောင့်လဲအခုလိုအန်တော်ပေရမြင်တွေ့ရတာမျိုးဖြစ်နိုင်တယ်လေနောက်ထပ်စင်းဝင်စားစရာအပိုင်းတစ်ခုဖြစ်တဲ့ equidamian ဖောင်းကားမှုကြောင့်ဆက်သွားလိုက်ကြစို့ဒီအမြင့်ဆိုတဲ့အသေးပဲကိုလုံးဝပုံစံတစ်နဲ့နားလည်စေမယ့်နေရာတစ်ခုရှိပါတယ်အဲ့ဒါကတော့ equidor နိုင်ငံကချီမိုရာဇိုတောင်ပါပဲဘာလို့လဲဆိုတော့ကျွန်တော်တို့ကဘာကြီးကလုံးဝဝုန်းဝိုင်းနေတဲ့စလုံးကြီးမဟုတ်ပဲ equidamian ချွိုင်မှာနည်းနည်းလေးဖောင်းကားနေတယ်ဆိုတာတစ်ပတ်နီးကြအတီးပြူထားလို့ပါပဲဒီအချက်ကချီမိုရာဇိုတောင်ကိုဘာကြောင့်ထူးခြားတဲ့အမြင့်ဆန်ခြင်းရစေတာလဲဆိုတာရှင်းပြနေပါတယ်။နိုင်ရှင်ကြီးမယ်ဆိုရင်ပိုရှင်းသွားပါလိမ့်မယ်။ပင်လယ်ရေမျက်နှာပြင်ကနေတိုင်းမယ်ဆိုရင်တော့အားလုံးသိတဲ့အတိုင်း Everest တောင်ကအမြင့်ဆုံးပါ။ဒါပေမဲ့ကမ္ဘာအလဲဘဟိုကနေနာတိုင်းမယ်ဆိုရင်တော့ Equator ပေါ်မှာရှိနေတဲ့ချီမိုရီယာဇိုတောင်ထိပ်ကအာကာသဟင်းလင်းပြင်နဲ့အနီးဆက်ဆုံးနေရာဖြစ်သွားပါတယ်။တိုင်းနာမိုဆန်လုံးဒီဖြောင်းလိုက်တာနဲ့အမြင့်ဒီဝကြောင်းသွားစေတဲ့သဘောပေါ့။တကယ်ကောမှမော်ဆန်လွန်းတဲ့ခံစားမှုမျိုးပါ။ချင်ပူရာဇိုတောင်အထိပ်ကိုရုပ်သွားတဲ့အခါကျဲရီလက်တွေကိုလက်နဲ့လမ်းကင်လို့ရတော့မယ့်အတိုင်းခံစားရတယ်လို့ဆိုကြပါဗျ။လူသားတွေကိုစัจ java လာရည်နဲ့အနီးကပ်ဆုံးဖျော်ကိုပို့ဆောင်ပေးတဲ့နေရာတစ်ခုလို့တောင်ပြောလို့ရပါတယ်။အခုတခါအေယာမကောင်းကင်မကြီးလို့တင်စားရမယ့်ဆာလာဒီဦးယိုနီစားကန်ကြောင်းဆက်ကြည့်ကြရအောင်။ဒီနေရာလေးကတကယ်ကိုအန်တော်စရာကောင်းပါတယ်။ကမ္ဘာအကြီးဆုံးဒီစားကန်ကြီးမှာမိုးရင်းကားလာရောက်တဲ့အခါစားကန်မျက်နှာပြင်ပေါ်မှာရေပါပါလေးတင်ကျနေတတ်ပါတယ်။အဲ့ဒီအချိန်မှာဆိုရင်ရေပြင်ကတဘာဝမှန်ကန်ကြီးလို့ဖွတ်သွားပြီးအထက်ကကောင်းကင်ကြီးရဲ့ပုံရိပ်ကိုအတိအကျထင်ဟပ်နေပါတော့တယ်။ကောင်းကင်နဲ့မြေကြီးရဲ့နေနိမိတ်ဆိုတာလုံးဝကိုပျောက်ကွယ်သွားတဲ့အနေအထားမျိုးပါ။အဲ့ဒီကိုရောက်ဖူးတဲ့တူတွေကတော့တိမ်တိုက်ဒီပုံမှာတရားလမ်းလျှောက်နေရတယ်လို့ခံစားရတယ်လို့ဆိုပါတယ်။ကောင်းကင်ကဘယ်နေရာမှာဆုံးပြီးမြေကြီးကဘယ်ကစနေလဲဆိုတာတောင်ခွဲခြားလို့မရနိုင်တော့အောင်ထူးခြားစံပြတဲ့အတွေ့အကြုံမျိုးပေါ့။နောက်ထပ်အပိုင်းအညီနဲ့အမြင့်ဆုံးတောင်တွေရဲ့အရေးပဲကိုပြန်လဲဖွင့်ဆိုခြင်းအကြောင်းလေ့လာကြည့်ကြပါမယ်။အလုံးတိကျတဲ့အကိုင်းမဲ့ Everest တောင်ဟာပင်လယ်ရေမျက်နှာပြင်အထက်ပေပေါင်း29320ပေဒါမှမဟုတ်8848မီတာအမြင့်မှာရပ်တည်နေပါတယ်တကယ်ကိုမယုံနိုင်လောက်အောင်မြင့်မာတဲ့ပမာဏပါတယ်လေထုကရမ်းပါလွှလွန်းတဲ့အတွက်တင်နေတောင်မှတောင်ထိပ်ရဲ့အောက်ဘက်မှာပဲရှိနေတတ်ပါတယ်ကဘာကြီးရဲ့ခေါင်မိုးလို့တင်စားရတဲ့ဒီလိုနေရာမျိုးမှာရက်နေရတယ်လို့စိတ်ကူးချိလိုက်ယုံနဲ့တင်လူသားတွေရဲ့မလျှော့သောဆွဲလုံလားနဲ့တဘာဝတရားကြီးရဲ့ကြီးကျယ်ခမ်းနားမှုကိုတပြိုင်တည်းခန်းစားရစီမှာအသေးချပါပဲ။ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာတခုရှိတယ်။ Everest ကိုဟာဝိုင်အီကျွန်းကမော်နာကီယာတောင်နဲ့အနိုင်ရှင်ကြီးတဲ့ခါမှာပေါ့။မီးတောင်သေးကြီးဖြစ်တဲ့မော်နာကီယာကိုပင်လယ်အောက်ရှိချမ်းပင်ကနေစပြီးကျိုင်းမယ်ဆိုရင်သူ့ရဲ့စုစုပေါင်းအမြင့်ဟာ Everest တောင်ထက်တောင်ပိုပြီးမြင့်နေတာကိုအန်သောဖွဲ့တွေ့ရပါလိမ့်မယ်။ဒီလောက်အေယာမအရွယ်အစားကြီးမားယုံတင်မကဘူးနော်မော်နာကီယာဟာကမ္ဘာပေါ်မှာခြေတွေကိုလေ့လာဖို့အတွက်အကောင်းဆုံးနေရာလည်းဖြစ်နေပါတယ်တိမ်တွေထက်ကိုထိုးထွက်နေတဲ့တောင်ထိပ်အလွန်ချောက်သွေးတွေလေထူးနဲ့အလင်းညောင်ညဉ့်ညံမှုလုံးဝမရှိသလောက်နီးပါလာတဲ့ကြောင့်နှစ်ခက်တာတာလေ့လာသူတွေအတွက်ပရတီတူပုံလိုဖြစ်နေရပါညဘက်ဒီဆိုရင်ဒီနေရာမှာကောင်းကင်နဲ့နီကလွန်ပြီးချီလင်းလွန်းလို့ငကားငွေတန် Galaxy ကိုလက်နဲ့ညလမ်းဆွဲလို့ရမလားထင်မှတ်ရလောက်အောင်မြင်ကွင်းကရှင်းလင်းနေပါတယ်စဉ်းစားတာကြည့်ပါတော့ဆက်လက်ပြီးတော့ကဘာကြီးရဲ့ခေါင်းမိုးလို့လူသိများတဲ့တိဘက်ကုန်းပြင်မြေအကြောင်းကိုကြည့်လိုက်ကြရအောင်ဒီတဲ့နိုင်လာကုန်းပြင်မြန်ကြီးဟာဆိုရင်တောင်းထိပ်တစ်ခုတည်းမဟုတ်ပဲတကွင်းတစ်ပင်လုံးပြားများအမြန်ပြီးစလေးထောင်းကျော်မှတည်ရှိနေရပါဒါကြောင့်လေကဘာကြီးရဲ့ခေါင်းမိုးဆိုတဲ့ကုန်းပုံနဲ့အမှန်တကယ်ထိုက်တန်နေရပေါ့ကုန်းပြင်မြင့်တစ်ခုလုံးကအလွန်မြင့်မားလွန်းတော့အဲ့ဒီမှာရှိနေတဲ့ရေခမ်းတွေတောင်တန်းတွေဟာကောင်းကင်ကြီးနဲ့တိုက်ရိုက်ထိစက်နေတဲ့အထိဟာပါတယ်ပြားလဲနေလေကောင်းကင်ကြီးနဲ့ဖြူလာနေတဲ့တိမ်တိုက်တွေကခေါင်းပေါ်မှာလာကတ်နေသူလိုခံစားရပြီးစိတ်အေးချမ်းမှုကိုအပြည့်အဝပေးစွမ်းနိုင်တဲ့နေရာတစ်ခုပါပဲနောက်ဆုံးအပိုင်းအနေနဲ့တဘာဝတရားရဲ့အံ့ဝေများနဲ့ကြီးကျယ်ခမ်းနားမှုတွေကိုခြုံငုံသုံးသပ်ကြည့်ကြရအောင်ဒီနေ့တင်ပြပေးခဲ့တဲ့နေရာတွေအားလုံးဟာတဘာဝတရားကြီးရဲ့အမခန်းဖန်တီးနိုင်စွမ်းကြီးကျယ်ခမ်းနားမှုနဲ့အသက်ရှူမလောက်စရာအလားတရားတွေကိုအထင်ရှားသက်သေပြနေပါရဲ့
ကိုလိုက်သွားရောက်လဲပတ်တာပဲဖြစ်ဖြစ်အခုလိုရှင်းလင်းတင်ပြချက်ကနေတစ်ဆင့်လစ်လိုက်ရမယ်ဖြစ်ဖြစ်ကျွန်တော်တို့မိတင်းနေထိုင်ရဒီကဘာမြေကြီးပေါ်နားလေသဘောပေါက်မှုကိုပို့ပြီးနှက်ဆိုင်ကစီမှာအသေးချပါပဲ ကောင်းကင်နဲ့မြေကြီးထိစပ်နေတဲ့ဒီကဘာမြင့်ဆုံးနေရာတွေအကြောင်းလေ့လာမှုခရီးစဉ်ကိုအဆုံးသတ်လိုက်တဲ့အခါမှာတော့စဉ်းစားစရာမျိုးလေးတစ်ခုချန်ထားခဲ့ပါစီအခုပြသသွားတဲ့ကြီးကျယ်ခမ်းနားတဲ့နေရာတွေထဲကဘယ်နေရာကအန်တိုချီးမွမ်းဖွယ်အကောင်းဆုံးဖြစ်သည်ဘယ်နေရာကိုအသွားကျင်ဆုံးလဲဆိုတာတွေးကြည့်လိုက်ကြပါအောင်နော်ဒီနေ့သရှင်းလင်းတင်ပြချက်ကိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်